Today, 1380 ခုနှစ်အခုလာပြီးတော့9ရက်19ရက်4လ2025စနေနေ့နိုင်တဲ့ကာလကလည်းရမှာအင်းဆောင်ရွာအင်းဆောင်တိုင်ကျော်ဒီဆရာတော်ဘုရားရဲ့ဘုန်းကြီးကံရဲ့မေတ္တာရဲ့အောက်မှာကိုလိုပြီးတော့မှာအနန္တောအနန္တမကိုဥဒိပစီဒီတဲ့ကာလဝေလိုလေးပြည့်တဲ့နှစ်ဖက်အဖို့အဖွာများနဲ့ယေရှုရှိပြီးပါရင်များမြတ်သောဦးစီလုံးတော်လေးရဲ့သူဦးကြာညောလောကီမြတ်ခေမောပြေသူဦးအင်းရှိကမဲပြေသူကိုအေးမီမြေပြေသူမချိုးတဲ့စီတို့အားကုသိုလ်အပြရာဇာစီယံစေဤဟံပြီးတော့လောင်းလို့ပြုရဲ့ဤသာရွာနေအလူတိုင်းကမာဒီတော်လာရှိမိပါတဲ့စုတို့ရဲ့ယဟန်ကရှိပြုဘောသူတော်ဤလာရှိယောဂီဝောအလူတော်မင်္ဂလာဝဲဖြစ်ပါလေဒါကြောင့်အလူတော်ယူတော်ကြောင့်ကိုကိုရှင်များရဲ့ကောင်းမှုအပြီးအပြီးကိုကြောက်ပြုပြီးတော့မှာရေစံတော်ချအပြာကံကြောင့်ပြေဝေပြီးအလူမောဒနာတရားအနေနဲ့အားဖြင့်ဟောကြားလာကြကြည်ညိုကြရအောင်တဲ့ဒါဒီဒီကနေ့အလူတော်ဝဲမှာအလူမောဒနာပြည့်ဟောကြားခြင်းနဲ့တရားကောင်းစီတဲ့ဘုမှန်သားရမယ်ဆိုရင်တော့ကိုယ်ပိုင်ဩဇာကိုယ်နောက်ပါတရားတော်ဘာတရားလဲယံပြုကြည့်ပါမယ်ဘာတရားလဲဒါပြီးကိုယ်ပိုင်ဩဇာကိုယ်နောက်ပါဆိုတဲ့တရားတော်ကိုဟောကြားမြတ်တာကြားကြပြီတရားပိုင်ရှင်ဖြစ်တော်မူသောလောကတော်တောင်းရှိတော်မြတ်ဗျာအားလုံးပဲရှိဖို့ပူဇော်ကြလို့လိုက်ကြရအောင်တဲ့အားလုံးပဲလိုက်ဆိုငါဤကိုယ်တွင်လောဘဝေလာလောဘအနိုင်ရလောဘကိစေတရားရှိကိုကြည်ညိုမြတ်လို့လည်းဆိုမို့ရှိခိုးပါ၏ဘုရားငါဤကိုယ်တွင်ဒေါသဝေလာဒေါသအနိုင်ရဒေါသကိစေဘုရားရှိကိုကြည်ညိုမြတ်လို့လည်းဆိုမို့ရှိခိုးပါ၏ဘုရားငါဤကိုယ်တွင်မောဟဝေလာမောဟအနိုင်ရမောဟကိစေဘုရားရှိကိုကြည်ညိုမြတ်လို့လည်းဆိုမို့ရှိခိုးပါ၏ဘုရားအာရုံဒီ
လောဘဒေါသမောဟမာနဧကမိစရိယသောရှိသောကိလေသာကိစိဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှိခိုးပူဇော်ပြီးတဲ့နောက်ယနေ့လူချင်းဒီလာတဲ့သူတော်နေတဲ့ဘဝအလူဝဲအားခဲ၍လာရောက်ကြကုန်သောဓမ္မမေဆွေအားလုံးသောခொနည်းသာခொနည်းသမီးအနန္တစေကြဝဠဝိနည်းသရဝရီလည်းကိုယ်စိတ်လည်းပြချမ်းသာချမ်းသာဒီသကာလဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်စရှိသောကုသိုလ်ကောင်းမှုတွေကိုစားတဲ့တိုးလို့ကြိုးစားအားထုတ်နိုင်ကြပါစေမေဖို့နိဗ္ဗာန်ကိုဘဝတော်ဖြင့်မျက်မှောက်ပြုနိုင်ကြပါစေလို့မေတ္တာဓာတ်တွေဖြောင်းပြီးတော့မေတ္တာကုသိုလ်ယူလိုက်တော်စို့ကဲအားလုံးပဲလည်းဆိုလိုက်ပါကိုယ်စိတ်နဲ့ပြာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနဲ့လို့ကိုယ်စီကိုရွှင်ပြုံးကြပါစေမေတ္တာရေစံကိုယ်စီပြန်အေးချမ်းကြပါစေမေတ္တာယံသူဒေါသမှုအပူကိပါစေဒုမေတ္တာစွမ်းကဘာလွမ်းရေချမ်းကြပါစေယနေ့ကောင်းမှုအကြောင်းပြုတောင်းဆိုပြပါစေဒီလေးပွဲကတရားပွဲလာအလူပွဲလာဘာဆိုလဲဆိုအလူတော်ပွဲဧကနာတော်ရောက်လာကြတဲ့သူတော်စင်တွေဘေးဘေးရာဝေကွာချမ်းသာတော်လို့စီစီတော်လမ်းမိုးရွာပါစေကိုယ်လည်းကျမ်းမာပါစေစေလည်းချမ်းသာပါစေစေလည်းချမ်းသာပါစေကိုယ်လည်းချမ်းသာပါစေအရိယာမြေနိဗ္ဗာန်ကိုမပီမပန်းရှိရွှင်လန်းစံမြန်းနိုင်ပါစေဒါနတွေလည်းပြုနိုင်စေသီလတွေလည်းစောင့်နိုင်စေဘာဝနာတွေကိုယ်စီပွားလို့တရားဉာဏ်အလေးလည်းငြိရပါစေဒီကနေ့အလူတိုင်းကာမကြီးဒေါလရှင်မိလာတဲ့သူတို့ကအာလုံးသောသူတို့စီပေါင်းတို့အားတရားအလူပေးနေတာလားတရားအလူပေးနေတာလားဒါဆိုရင်လိုက်ဆိုတရားအလူတော်ဧကနာတော်ရောက်လာကြတဲ့သူတော်စင်တွေဘေးဘေးရာဝေကွာချမ်းသာတော်လို့စီစီတော်လမ်းမိုးရွာပါစေကိုယ်လည်းကျမ်းမာပါ
ကိုယ်လည်းကျမ်းပါပါစေအရိယာမြေနိဗ္ဗာန်ကိုမပင်မပန်းရွှေရွှေလန်းစံမြန်းနိုင်ပါစေဒါနတွေလည်းပြုနိုင်စေသီလတွေလည်းစောင့်နိုင်စေဘာဝနာတွေကိုယ်စီပွားလို့တရားဉာဏ်အလေးလည်းငြိရပါစေဘာလို့မလိုက်ပါအားလုံးပဲမြတ်တာလိုက်ပါတော့ဣရိယာပုနေချောင်းများနဲ့တရားတော်ကိုကောင်းမွန်လို့ပြီးစွာနာယူမှန်ပါနိုင်ကြပါ၏ယနေ့အလုဒ္ဓယိဓမ္မကြီးဒေါ်လာရှင်ဤသာတေစုတို့ရဲ့ယဟန်ကံရှင်ပြုဖို့သူတော်ဝတိလရှင်ယောဂီဝအလုတော်မင်္ဂလာပွဲမှာအနုမောဒနာဖြစ်ဖြစ်ဟောကြားချီးမြှင့်မဲ့တရားတော်ကကဲပွဲကြီးမေးသွားမှာဆိုလို့ဗျာပြန်ပြီးတော့မေးလိုက်ပါအောင်မယ်ပါတရားနဲ့လေကိုယ်ပိုင်ဩဇာကိုယ်နောက်ပါအဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလောကမှာတဲ့ဩဇာ၄မျိုးရှိတယ်လို့ဟောကြားတော်မူတယ်ဩဇာပဲမျိုးတယ်အဲ့ဒီဩဇာ၄မျိုးကဘာလဲလဲလို့မေးရင်တဲ့ထာဝရဩဇာဇေကမဩဇာအင်္ဂါဓမ္မဩဇာအနုဂါမိကဩဇာဆိုပြီးတော့ဩဇာပဲမျိုးတယ်အဲ့တော့အဲ့ဒီဩဇာ၄မျိုးထဲမှာတဲ့ကိုယ်ပိုင်တဲ့ဩဇာရှိတယ်လို့ကိုယ်မပိုင်တဲ့ဩဇာလည်းရှိတယ်မရှိတာလားရှိတာလားအဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ဒီဩဇာ၄မျိုးထဲမှာနံပါတ်1ထာဝရဩဇာဆိုတာကအိုအေတိုက်တာချမ်းမြေလေယာစာကြည့်တော့အရာဝတ္ထုအသက်မဲ့ပစ္စည်းမှန်တယ်ပြောကိုမြတ်စွာဘုရားကထာဝရဩဇာတဲ့ဘာဩဇာလဲလဲအဲ့ဒါလေးကကိုကဒီနေရာကနေပြီးတော့ဟိုနေရာကိုသွားရင်ယူသွားလို့ရတယ်လားမရဘူးတဲ့အဲ့ဒါကြောင့်အဲ့ဒီနေရာမှာပဲကြံပြီးတော့နေခဲ့တဲ့အတွက်သူ့ကိုကြတော့တဲ့ထာဝရဩဇာလို့မှန်ပါဘာဩဇာလဲလဲအဲ့တော့အဲ့ဒီထာဝရဩဇာဆိုတာကလည်းပဲသူတော်ကောင်းတို့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့ကြည်လိုက်ပါကိုယ်သိရင်ကိုယ်တော်ကိုပါပါမလားပိုင်လို့လားမပိုင်လို့လားမပိုင်တဲ့အတွက်ကိုယ်တော်ကိုမပါဘူးတဲ့အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမတာကကိုယ်တော်ကိုပါမဲ့ဩဇာကိုရှာရမယ်ဘာဩဇာကိုရှာရမှာလဲကိုယ်တော်ကိုပါမဲ့ဥစ္စာမှကိုယ်ပိုင်ဥစ္စာလို့မှတ်ရမယ်ဟုတ်တယ်နော်ကိုယ်တော်ကိုမပါတဲ့ဥစ္စာမှလည်းပြောကိုယ်ပိုင်ဥစ္စာလားဘုံဆိုင်ဥစ္စာလားအဲ့တော့ဦးဇင်းတို့သူတို့ကောင်းတို့ကဉာဏ်ကလေးနဲ့စိတ်တည်ပြီးတော့လို့ရမယ်။အိုးငါတို့လည်းခုလက်ရှိပိုင်ဆိုင်ထားတဲ့ဆိုတာကဘုံဆိုင်နေပါလားလို့မစိတ်ချရမှာလားစိတ်ချရမှာလားအဲ့တော့စိတ်ချပြီးတဲ့အခါမှာအိုးဘုံဆိုင်ဆိုတာကဘုံမပိုင်ဘူးတဲ့ကိုယ်သိရင်ကိုယ်တော်ကိုမပါဘူးတဲ့အဲ့ဒါကြောင့်ကိုယ်သိရင်ကိုယ်တော်ကိုပါမယ်ကိုယ်ပိုင်ဩဇာကိုယူမှဖြစ်မယ်လို့ဉာဏ်နဲ့စိတ်ချင်းကြည့်လိုက်တဲ့အခါကျတော့တခြားတွေးတာလားဒါနာကုသိုလ်ကိုတွေးတာလားတခြားတွေးတာလားသီလကုသိုလ်ကိုတွေးတာလား
cảnh sát đuôi là bảo na cú đồ đuôi là ấy jana cú đồ tila cú đồ bảo na cú đồ sora ga bồ sai la cú bay soi cú na gom ba ma la ga ja cú bay ô sa ma cú na gom ba me lo cú đồ ga me tiya ma la cái tí để làm mà lại cô đây cô cho lôi mình lôi về để làm mà là lôi à để cái cô nào cả na ba tê thao ra osa na ba ni cả zingama osa đấy zingama osa sura cả uzi đồ con bia cô em mà sinh qua ye đi chi qua ye đi cô đó mới nhiều thà đấy chèn nghe quê sa chi lo ấy tết sĩ tát đầu mang đến nhà rồi nó ấy tết sĩ tát đầu mang đến nhà rồi cô đó zingama osa lo cô này bảo osa đấy zingama osa sura cái con này mà cô đi mà mình đi rồi đi ăn đi rồi hồ giáo suy đi rồi đi về suy cô nào rồi du quá rồi ra đấy bây giờ đó cô check cái này tại miền đó đấy quay cái này chấm cái này check cái này nghe cái này quay cái này nhìn cái này sao chỉ đi về bao giờ ấy tết sĩ tát đầu rồi cô du quá rồi ra đấy cái nào rồi ấy lo giáo suy rồi ra đấy cô đó nó zingama osa osa đấy ấy zingama osa sura cái này cô đồ mang ya sinh ra sinh gì chỉ lại cô tí cô nào cũng ba này vậy đó mà ba này cô đã giờ zingama osa đấy đó osa sẽ mà hô đi cô đấy nào ta nói là inga tama osa đấy inga tama osa sura ga uti lo duro ga lo ma khanda ko ma chi ni le ni pye si na kaung ni na ni sa chi ni ko inga a sin a pai ni shi da la ai ko inga a sin pai ni ja lo ko tne ni ya ga ni lo tne ni ya ko twa ni yaw ni shui ko na ko tha cha ma ko lai ba pi lo ma ni da la ni de ai lo ni de a tai be de cô đây phi nhân cái lấy để suy nghĩ rồi lệ mù pin nha nô mù pin nha tây ban pin nha vĩ gia pin nha sa chỉ đồ pin nha ya để đồ qua lấy la ta để tiêu ta để si bu ta để ấy pin nha để cha đồ để inga tama osa lo maya để cô này thắt chặt mà qua lấy ba pi đồ để đi để ôi vậy đóအဲ့လိုမြတ်စွာဘုရားကအဲ့ဒီရှင်းပိုင်းဥစ္စာ၃မျိုးထဲကနေပြီးတော့ဦးဇင်းတို့ကောင်းလို့နောက်ဆုံးဥစ္စာကတော့အနုဂါမိကဥစ္စာဘာဥစ္စာလဲအနုဂါမိကဥစ္စာတဲ့အဲ့ဒါကမှတကယ်ဥစ္စာအစိတ်အမှန်ဖြစ်တယ်တဲ့ဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ကောင်းလို့တဲ့သံဃာဝတ်စီရဲ့ဒုက္ခပေါင်းကနေပြီးတော့လောကီးရဖြစ်တယ်မေဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေတဲ့ဒီကုသိုလ်တွေကိုမြုပ်နှံမယ်ဆိုရင်တကယ်ဥစ္စာအစိတ်အမှန်တဲ့အနုဂါမိကဥစ္စာဘာဥစ္စာလဲဒီကနေ့လူတိုင်းကာမကြီးဒေါ်လာရှိတော်မိသားတဲ့သူတော်လိုပါပဲဒီကနေ့အိုးတက္ကမကြီးရေဒီနေ့ဘာလို့ပြီးတော့နေတာတော့လို့တဦးတရာကမေးမယ်ဆိုရင်ဥစ္စာမြုပ်နှံနေပါရဲ့ရှင်လို့မဖြေရမှာလားဖြေရမှာလားဟောဒါဆိုရင်ဘာဥစ္စာကြီးကိုမြုပ်နှံနေတာလို့ထပ်ပြီးတော့မေးမယ်ဆိုရင်အနုဂါမိကဥစ္စာဘာဥစ္စာလဲအနုဂါမိကဥစ္စာတဲ့ဒီတဘောဝရဲမဟုတ်တန်တရာဘဝတိုက်ဆောင်လို့နောက်ဆုံးမှာနိဗ္ဗာန်တိုင်အောင်ကိုယ်တော်ကိုထပ်ကြမကွာလိုက်ပါပြီးတော့နေမဲ့ဥစ္စာတဲ့ဟုတ်ရဲ့လားကိုယ်သိကိုယ်တော်ကိုမပါမလားပါမလား
ခုနကရှိကဥစ္စာတွေကြတော့ဘုံနေကိုယ်တော်ကိုမပါဘူးတဲ့ဟုတ်ရဲ့လားခြံခဲ့ရမှာကြံခဲ့ရမှာတဲ့ဟုတ်ရဲ့လားဒါကြောင့်အဲ့ဒီလိုဥစ္စာအမျိုးမျိုးတဲ့ကနေပြီးတော့ဒီကနေ့ဒကာမကြီးဒေါ်လာရှင်မိသားတစုတို့တွေကြတော့ကိုယ်နေကိုယ်တော်ကိုပါနိုင်တဲ့အနုဂါမိကဆိုတဲ့ကုသိုလ်ဥစ္စာကိုရှာပြီးတော့မနေတာလားနေတာလားအဲ့ဒီလိုဘုမာရလာပြီဆိုရင်ဒီဥစ္စာကြတော့ဘိုးဆိုင်ဥစ္စာလားကိုပိုင်ဥစ္စာလားကိုပိုင်ဥစ္စာဆိုမှတော့ကိုယ်တော်ကိုမပါမလားပါမလားကိုယ်တော်ကိုပါမယ်တဲ့သူတို့ကတော့စေစားကြည့်ဖို့နော်ဒီအသက်နဲ့ဒီခန္ဓာကိုယဉ်နီးပြီးတော့ရှာဖွေထားတဲ့အရာဝတ္ထုပစ္စည်းမှန်တယ်မြတ်တနေ့နေတဲ့ချင်းချင်းမှာတဲ့မပျက်စီးရမှာလားပျက်စီးရမှာလားပျက်စီးရမယ်အသက်မဲ့တွေလည်းပဲပျက်စီးရသလိုအသက်ကြီးတွေလည်းပဲမပျက်စီးရတာလားပျက်စီးရတာလားအဲ့ဒါကြောင့်ပညာရှိသူတို့ကောင်းတို့ကပြောတယ်အဲ့ဒါတွေကဘာနဲ့တူတယ်လဲလို့မေးတဲ့ကံနာသိပေနဲ့တူတယ်တဲ့ဘာနဲ့တူတာလို့သူတို့ကောင်းတို့ဉာဏ်လေးနဲ့စိတ်ကြီးပြီးတော့ကြည်လိုက်ပါမြေချောင်းကံပါတွေမှာပေါင်းနေတဲ့သိပင်ကလေးတွေမရှိဘူးလားအဲ့ဒီသိပင်ကလေးတွေဟာနေတိုင်းတက်လိုက်ကြလိုက်ဆိုတဲ့ရေတွေကတိုက်စားပံများလာတဲ့အခါကျတော့အဲ့ဒီသိပင်ကလေးတွေဟာမပျက်စီးရတာလားပျက်စီးရတာလားပျက်စီးရတယ်ဒါကြောင့်ကံနာမှာပေါင်းနေတဲ့သိပင်တို့ရဲ့ဘဝကမသေးချာတဲ့ဘဝမရေရတဲ့ဘဝဟုတ်ရဲ့လားအဲ့ဒီလိုပဲဦးဇင်းတို့ရဲ့ဒီအသက်နဲ့ဒီခန္ဓာလည်းပဲတနေ့နေ့တစ်ချိန်ချိန်မှာမသေးရမှာလားသေရမှာလားဒါဆိုရင်ဒီခန္ဓာကိုယ်ကြီးကလည်းပဲကံနာသိပင်လိုပါပဲတဲ့ဟုတ်ရဲ့လားကိုပိုင်လို့လားမပိုင်လို့လားမပိုင်လို့ဒါဆိုရင်ဦးဇင်းတို့သူတို့ကောင်းတို့ကဉာဏ်ကလေးနဲ့စင်ကြင်ကြည့်နေတဲ့ကာလဩငါအသက်ကိုလည်းငါမပိုင်ငါခန္ဓာကိုလည်းငါမပိုင်ငါတို့ပဲကြောင်းကျိုးပြေလုံးမှာဖြစ်ပေါ်လာတဲ့သားတွေသမီးတွေမြေတွေဆိုတာကိုလည်းငါမပိုင်ငါချွေးတွေသွေးတွေဉာဏ်ပညာတွေဝိရိယတွေနဲ့ကြိုးစားပြီးတော့ရှာဖွေအားထုတ်ထားပါတယ်ဆိုတဲ့ကြိုးစားထားပါတယ်ဆိုတဲ့စီးစိမ်ဥစ္စာကြီးတွေကိုလည်းပဲငါမပိုင်မစင်ချင်ရမှာလားစင်ချင်ရမှာလားစင်ချင်ကြည့်လိုက်တဲ့အခါကျတော့မပိုင်တဲ့အရာရှိမှာတော့ပိုင်တဲ့အရာဆိုတာလည်းရှိကိုရှိရမယ်လို့မသိရမှာလားသိရမှာလားသိလိုက်တဲ့အခါကျတော့ပိုင်တဲ့အရာဆိုတာကကုသိုလ်ဥစ္စာတွေပဲနော်အဲ့ဒီလိုတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်တဲ့သူတို့ကလည်းပဲသူတော်ကောင်းတွေကဒီလိုပဲဉာဏ်ရည်နဲ့စိတ်ချင်းဒီတဲ့ကာလကုသိုလ်ကောင်းမှုတွေကိုပြုလို့အားထုတ်ကြတယ်တဲ့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီဥစ္စာဆိုတာကတရားမမှန်လေတဲ့မင်းတို့ခရီးသွားတဲ့အခါမှာရိခါဆိုတာမလိုဘူးလားတဲ့မလိုဘူးလားအေးပကတိခရီးသွားတဲ့အခါမှာရိခါဆိုတာစာနာရိခါနော်နေစရာတောက်စရာစားစရာရိခါဆိုတာလိုအပ်တယ်လို့တန်တရာခရီးသွားတဲ့အခါမှာလည်းပဲတဲ့ကုသိုလ်ရိခါဆိုတာလိုအပ်တယ်တဲ့မလိုအပ်ဘူးလားဒါကြောင့်ဉာဏ်စွာရည်ကိုရောဉာဏ်ကြီးကတန္တာပါထေယဗန္တေတုတတိသာနံဣဒေဝံဘဝန္တရေနာလေဘေယအာပါထေတိဒုက္ခိတောဒါမြတ်စွာဘုရားဘုရောတိုင်းဟောတရားဆုံးမတော်မူတဲ့တရားပဲတဲ့ဘာပြောတယ်ဆိုတော့တန္တာပါထေယဗန္တေတုသူတော်ကောင်းတို့တရားတရားကိုလက်ကင်ထားပြီးတဲ့ကာလတန္တရာဘဝလ
န်းစာရေခါအတွက်ကုသိုလ်ရေခါတွေများများထိုးသွားကြပါလို့မြတ်စွာဘုရားကမတိုက်တွန်းတာလားတိုက်တွန်းတာလားဘာကြောင့်ဒီလိုတိုက်တွန်းရတယ်လဲဆိုတော့တထေသာနံဣဒေဝဟံတဲ့ဒီကုသိုလ်ဥစ္စာကိုထုံးယူတယ်ဆိုတာကဒီလူဘဝတစ်ခုပဲအားရပါရထုံးယူလို့ရတယ်တဲ့ဟောရဲ့လားတခြားဘဝတွေမှာဒီလောက်ကုသိုလ်ပြုခွင့်ရနိုင်ရဲ့လားမရဘူးဒီလိုကောင်းလို့နော်လူဘဝမှာပဲအားရပါရကုသိုလ်ပြုခွင့်ရတယ်ဒါကြောင့်တတေသာနံဣဒေဝဟံဤလူဘဝကလေးမှာလည်းအားရပါရထုံးယူသွားကြပါတဲ့ဘာကြောင့်လဲလို့မေးရင်အပါထေယေတိဒုက္ခိတောတဲ့နော်ဒီဘဝဦးစီးလို့သူတော်ကောင်းကဒီအတိုင်းနေရမှာလားသေရမှာလားအဲ့တော့သေတဲ့အခါမှာမကောင်းတဲ့ကဲပါပြီးတော့သေသွားခဲ့မယ်ဆိုရင်တဲ့အပါထေယေတိဒုက္ခိတောနော်ကုသိုလ်ရိခါမပါတဲ့အတွေ့တဲ့ဆင်းရဲတဲ့ငရဲစရှိသောအပေဘဝတွေကိုရောက်နေမယ်တဲ့ဟုတ်ရဲ့လားအဲ့ဒီလိုအပေလေးပါရောက်နေခဲ့မယ်ဆိုရင်အလုံးဆင်းရဲတဲ့ဆင်းရဲတဲ့အတွက်ကုသိုလ်ကောင်းမှုပြုခွင့်တော်မှာသိမရှိဘူးတဲ့ဟုတ်ရဲ့လားအဲ့ဒါကြောင့်ဘဝတရေနလဘေယနော်ဒီဘဝမသေးရမနေရလို့သေရပြီးတဲ့အခါမှာနောက်ဘဝမှာဆိုတာကုသိုလ်ပြုခွင့်မရှိတော့ဘူးတဲ့ဟုတ်ရဲ့လားမရှိတော့ဘူးဆိုတော့အင်မတန်ခဲရင်သွားတယ်ပေါ့နော်ကုသိုလ်ကောင်းမှုပြုဖို့ခဲရင်သွားတယ်ဘဝတရေနလဘေယမရနိုင်တော့ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကြီးကိုရောမြတ်ကြီးကတရားတရားလက်ကင်ထားပြီးတော့ယခုလူဘဝကလေးမှာတဲ့အာရပါယတန်တရာလမ်းစာရိခါလို့ဆိုတဲ့ကုသိုလ်တွေကိုများများထိုးယူသွားရမယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့သူတော်ကောင်းတို့နောက်လောကမှာဖယားအလောင်းစားရှိသောသူတော်ကောင်းတွေကဆုံးမတော်မူတဲ့နော်လောကမှာတဲ့အပိညာဉ်တွေမိုက်မဲပြီးတော့ဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကိုယ်မှာရှိတဲ့စည်းစိမ်ဥစ္စာလေးတွေကိုတကယ်ကိုယ်ပိုင်တဲ့ကိုယ်ဆိုင်တဲ့ငါသိရင်ယူသွားမယ်ဆိုတဲ့သဘောမျိုးနဲ့သူတဲ့ကားကိုမပေးလို့ဘူးမကမ်းလို့ဘူးမစောင့်ကြည့်လို့မလူရဲ့နိုင်ပါဘူးတဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကတရားတော်မှတ်ရမလားလူမိုက်လို့မှတ်ရမလားအေးပညာမဲ့တဲ့လူမိုက်တွေကိုရှိတဲ့အရာလေးတွေကိုဒီဘဝကိုသွားမှာဆိုလို့မွဲသွားမှာဆိုလို့မလူကြဘူးတဲ့ဟုတ်ရဲ့လားဒီဘဝမွဲသွားရင်မွဲသွားပါစေတဲ့ပညာရှိတွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့နော်ပညာရှိတွေကြတော့ကိုရှိတာလေးကိုတဲ့ဒီဘဝမွဲသွားရင်မွဲသွားပါစေဆင်းရဲရင်ဆင်းရဲသွားပါစေကိုရင်ကိုသွားပါစေတန်တရာမနော်တန်တရာမမမွဲလို့ရေးကြည့်တယ်ဟုတ်ရဲ့လားနိဗ္ဗာန်မရမီတန်တရာမဥသိလို့သူတော်ကောင်းတို့ကမကြည်လေရမှာလားကြည်လေရမှာလားအဲ့ဒီကြည်လေရမဲ့တန်တရာဘဝခရီးလမ်းမှာမဆင်းရဲဖို့မမွဲဖို့ရေးကြည့်တယ်ဆိုပြီးတော့ဒီတဘဝလေးနဲ့ကြည်ပဲလေနော်ပညာရှိသူတော်ကောင်းတို့ကဒီတဘဝလေးကိုမကြည်ဘူးကြည်ရလားတန်တရာနဲ့ချီပြီးတော့ကြည်တယ်အဲ့ဒီလိုတန်တရာနဲ့ချီပြီးတော့ကြည်ပြီးတော့ကိုယ်ရှိတာလေးမချမ်းသာပေမဲ့လည်းပဲရှိသလောက်လေးနဲ့နော်တရားတရားတွေထက်တန်စွာနဲ့လှူကြတယ်တန်ကြတယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားအလောင်းတစ်ချိန်လောကကအင်မတန်ဆင်းရဲတဲ့မျိုးသားလေးတစ်ယောက်ဖြစ်တယ်တဲ့ဟုတ်ရဲ့လားအင်မတန်ကိုဆင်းရဲတဲ့သူတော်ကောင်းတို့ဆင်းရဲတယ်ဆိုတာကလည်းလည်းလေးပဲတဲ့အဲ့ဒီဘုရားအလောင်းတော်ကြီးဆင်းရဲတယ်ဆိုတာကအဲ့ဒီမြို့တစ်မြို့မှာတမျိုးလုံးရဲ့အခိုင်အစင်ဖြစ်တဲ့ကျုံအလို့လိုပြီးလို့နေရတယ်တဲ့ဟုတ်ရဲ့လားတမျိုးလုံးရဲ့ကျုံနဲ့သူတို့ကတော့စဉ်းစားကြည့်ဖို့နော်ဘယ်လောက်ဆင်းရဲတယ်လဲဆိုတော့နော်
အဲ့ဒါတာမန်ပုဂ္ဂိုလ်ဟုတ်ရဲ့လားမဟုတ်ဘူးလို့ဖယားအလောင်းတို့ကြီးဟုတ်ရဲ့လားသူတို့ကောင်းတော့ဖယားအလောင်းတို့ကြီးတို့မှဒီလိုဘဝကိုရောက်တယ်ဆိုရင်ကိုယ်စိတ်တို့သူတို့ကောင်းလို့ဆိုရင်နော်ဘဝတွေမလုံးမြာဖြတ်မှန်းလာရတယ်ဆိုတော့စေတော်ကြီးပေါ့နော်အဲ့တော့ယခုရနေတဲ့လူဘဝကလေးဆိုတာကအတိတို့ကကံမကောင်းခဲ့ဘူးဆိုရင်ရနိုင်ပါမလားမရနိုင်ဘူးအတိတို့ကကံလေးကောင်းခဲ့လို့လူဘဝကိုရနေတာမှတ်ရမယ်အဲ့တော့ဖယားအလောင်းခုနကဂျုံအမျိုးသားလေးကတထေးကြီးမှာတဲ့လက်ရကိုင်းဂျုံလို့ဖို့ရအတွက်ဂျုံအဖြစ်နဲ့လုတ်ကိုင်းကြီးကိုနေတဲ့ခြေတဲ့အဲ့ဒီအေရှင်တထေးကနေပြီးတော့သူ့ကိုခေါ်တယ်ငါတို့ရေးတဲ့ဒီနေ့မင်းလေခွေးနဲ့သွားရမယ်မင်းသွားမယ်ဆိုတော့မင်းဗိုက်စာရင်စားဖို့ဆိုပြီးတော့ခမင်းကြိုက်လေးလည်းထည့်သွားအောင်အဲ့တော့ခမင်းကြိုက်လေးထဲမှာဘာလေးပါတယ်လဲဆိုတော့ခမင်းကြံခဲလေးနဲ့ငပိဖို့ကလေးပဲပါတယ်ပါလေသူတို့ကောင်းတော့စားနေတဲ့ခမင်းကောင်းတွေဟိုရဲ့လားမဟုတ်ဘူးဗျအင်မတန်ကျန်းတဲ့ခမင်းကြံကြီးတဲ့နော်ဝါတော်မှာမနေဝါရတယ်တဲ့ဟိုရဲ့လားအဲ့ဒီလိုခမင်းကြံခဲလေးနဲ့ငပိဖို့ကလေးပဲထဲသွားရတယ်တဲ့အဲ့တော့လေမေးတဲ့ရောက်လို့လိုကိုင်းလေးလိုပြီးတော့ခမင်းစားကြီးနာရီကြည့်လိုက်တော့စနေနာရီကျိုးပြီးပဲမှာခမင်းစားလို့မေလို့သူ့ပါတဲ့ခမင်းကြိုင်လေးပွင့်ပြီးတော့စားမယ်လို့နော်အဲ့ဒီလိုစားမယ်ဆဲလို့နေတဲ့ခြေကားသားလေးမှာတဲ့တန်ခါတစ်ပါးယဟန်တော်လေးတစ်ပါးကကြွလာတယ်ယဟန်တော်လေးတစ်ပါးကြွလာတာကိုခုနကအမျိုးသားလေးကမြည်လိုက်တဲ့အခါကျတော့ရှင်ဘုရားတဲ့ဆွမ်းဖို့ပေးပြီးလားဘုရားအဲ့ဒီလိုရှောက်မေးလိုက်တဲ့အခါကျတော့အေးငါတို့ရေးတဲ့ငါဆုံးမဖိုးရသေးဘူးကွဒါဆိုရင်ရှင်ဘုရားတပည့်တော်စားမယ်ဒီသမီးချင်းလေးနဲ့ပြီးဖို့ကလေးကိုပဲရှင်ဘုရားကိုတပည့်တော်လူတန်းလိုက်ပါမယ်ဘုရားလို့အဲ့ဒီအကျုံမျိုးပါလေးကလူတန်းလိုက်တယ်တဲ့ဘာလို့လိုက်ကြတော့သူစားသေးရဲ့လားမစားတော့ဘူးသူစားမယ်အရာလေးကိုပဲယဟန်တော်လေးကိုလူတန်းလိုက်တယ်တဲ့နော်လူတန်းပြီးတော့သူဝမ်းပြောင်းဝမ်းသာတွေဖြစ်ပီတိသောမနန္တာတွေဖြစ်ငါရှေ့တေးကဒါနကုသိုလ်တွေလဲခဲ့လို့ဒီဘဝမှာငါဆင်းရဲနေရတယ်ဟုတ်ရဲ့လားငါဆင်းရဲနေရတယ်နော်ဒါကြောင့်ဒီလိုဆင်းရဲမျိုးနောက်ထပ်မကြုံရလေအောင်နော်ငါငတ်ချင်ငတ်ပဲစီပြတ်ချင်ပြတ်ပဲစီသိချင်သိပဲစီဆိုတဲ့ဇွဲစိတ်ဓာတ်နဲ့စေတနာတွေထားပြီးတော့အဲ့ဒီသူစားမယ်ခမင်းကြံခဲလေးနဲ့ငပီးဘိုကလေးကိုလူတန်းလိုက်တဲ့တွေ့တဲ့ကဲတို့လိုပြောကြမယ်ဗျာသေသွားတယ်ဘုံတော့နောက်တော့အသက်လေးရွယ်ရောက်လာတော့သေသွားတယ်သေသွားပြီးတော့ဘယ်ရောက်တယ်လဲနတ်ပြည်ရောက်တယ်ဘယ်ရောက်တယ်လဲနတ်ပြည်ရောက်တဲ့နတ်စည်းစေကြီးတွေကိုခံစားရတယ်တဲ့အဲ့ဒီလိုနတ်စည်းစေကြီးတွေကိုခံစားရတယ်ဆိုတာသူတော်ကောင်းတော့တရားရဲ့ကုသိုလ်လားဒါနရဲ့ကုသိုလ်လားဒါနကုသိုလ်ကအများကြီးမဟုတ်ဘူးနော်ကြည့်လိုက်သူတော်ကောင်းတော့အခုတက္ကမကြီးတို့လွတ်နေတဲ့လူပွဲကြီးကလဲတာမဟုတ်ဘူးတဲ့ကိုကြောက်မှုတွေလေခုနကဆင်းရဲတဲ့မျိုးသမီးမျိုးသားလေးကြည့်လိုက်ကိုကြောက်မှုသိမများဘူးရရဲ့လားဒါပေမဲ့ကိုကြောက်မှုနဲ့လေးနဲ့စိတ္တနာတရားတွေထက်တန်နဲ့လှူဒန်းလိုက်ရတဲ့အတွက်သေတော့တခြားရောက်ရတာလားနတ်ပြည်ရတာလားကဲနတ်ပြည်မှာနတ်စည်းတွေကြီးကိုခံစားပြီးတော့စုတိမ်သွားတဲ့အခါကျတော့လူပြည်ပြန်ရတယ်တဲ့လူပြည်ပြန်ရတော့ရှင်မင်းရဲ့သားလာဖြစ်တယ်ဘယ်သူရဲ့သားရှင်မင်းရဲ့သားလာဖြစ်တယ်တဲ့အဲ့ဒါလုံးကြီးစည်းတွေချမ်းသာပြီးဘောဟုတ်ရဲ့လားရှင်မင်းရဲ့သားလာပြီးတော့အသက်အရွယ်ရလာတဲ့အခါမှာ16နှစ်အရွယ်လောက်ရလာတဲ့အခါမှာတဲ့သူ့ရဲ့ခမည်းတော်ရှင်မင်းကြီးကနိုင်ရဆန်ကံတော်ပို့သွားတယ်သေသွားတယ်ပေါ့ဗျာဟုတ်ရဲ့လားက
အဲ့ဒီလိုဘယင်ကြီးခမဲတော်ကြီးသေသွားပြီးတဲ့နောက်သူဟာ16နှစ်အရွယ်မှာပဲရှင်ဘယင်ဖြစ်လာတယ်။ဘာဖြစ်လာလဲ။အိုးသူရှင်ဘယင်ဖြစ်တဲ့နေ့မှာပဲသူတို့ကောင်းတော့သူ့မှာတခါတည်းစားလို့မဲ့ကိုတောက်လို့မဲ့ကိုလူလို့မဲ့ကိုပေးလို့မဲ့ကိုဖြိုးလို့မဲ့ကိုနဲ့စီးစိမ်လို့ဆိုကြီးတွေတခြားတိုက်တဲ့ဘာကလာပြီးတော့actually နော်များကြီးစီလေးမြည်စီလေးတခါလေစီလေးကြီးတွေများကြီးလာပြီးတော့ဆက်သားကြတယ်တဲ့အဲ့ဒါသူ့ရဲ့အတိတ်လောကစေတနာထက်သန်စွာနဲ့ပြုလို့လာတဲ့ဒါနရဲ့ကျိုးပဲဟုတ်ရဲ့လားအဲ့ဒါကိုခုနကဖယားအလောင်းနော်ဖယားအလောင်းယောသားကနေပြီးတော့သေသွားတယ်နော်သေသွားတယ်နေပြီးတော့နတ်ပြည်ကနေပြီးတော့အခုရှင်မြင်လာပြီးတော့ဖြစ်နေတဲ့ပညာရှိသူတော်ကောင်းကြီးကစဉ်းစားတယ်ဩငါဒီလိုမျိုးစည်းစိမ်ကြီးတွေငါဘာကြောင့်ရောက်နေရတာလို့စဉ်းစားရင်နဲ့ဇာတိတ္တရဉာဏ်ရတယ်အတိတ်ကဖြစ်ခဲ့တဲ့ຢာတွေကိုပြန်ပြီးတော့သိရတယ်နော်သိရတဲ့အခါကျတော့ဟာငါတိတ်ဘဝတို့ကအင်မတန်ဆင်းရဲတဲ့ဘဝတို့ကငါတန်ခါဆိုတဲ့ကိုလိုလေးယဟန်တော်လေးတစ်ပါးကိုငါခမီးကျန်ခဲလေးနဲ့ပြိပုတ်ကလေးလူဒန်းလိုက်ရတဲ့ဒါနကုသိုလ်စေတနာအကျိုးတွေကြောင့်အခုလိုမျိုးငါစီးစိမ်ကြီးတွေကိုလာပြီးတော့ရနေတာပါလားဆိုတော့ဒီမသိရလားသိရတယ်အဲ့ဒါကြောင့်ဘုရားအလကကုဏကစကားကိုပြောတယ်လောကမှာတဲ့ပညာမဲ့တဲ့လူမိုက်တွေကြတော့ဒီဘဝစီတဲ့ဩဇာတွေချမ်းသာပေမဲ့လည်းပဲကိုယ်သွားမှာဆိုလို့ဆင်းရဲသွားမှာဆိုလို့မွေးသွားမှာဆိုလို့မလူရဲ့ကြပါဘူးတဲ့ဟုတ်ရဲ့လားပညာရှိတဲ့သူတော်ကောင်းတွေကြတော့တဲ့မချမ်းသာပေမဲ့လည်းပဲရှိတာလေးကိုစေတနာတရားတွေထက်သန်စွာနဲ့ဒီဘဝမွဲရင်မွဲသွားပါစေနော်ကိုကြီးကိုဝပါစေဆင်းရဲခြင်းဆင်းရဲသွားပါစေတန်တရာမှာမမွဲဖို့ရန်တန်တရာမှာမဆင်းရဲဖို့ရန်တန်တရာမှာချမ်းသာဖို့ရန်အတွက်လူမဖြစ်မယ်ပိမဖြစ်မယ်စောကျဲမဖြစ်မယ်ဆိုပြီးတော့အဲ့ဒီလိုစိတ်ချင်းဉာဏ်ရှိခဲ့ကြတယ်တဲ့လူမိုက်တဲ့လူလေးမှတူရဲ့လားမတူဘူးဒါကြောင့်အဲ့ဒီလိုပညာရှိသူတော်ကောင်းတို့စဉ်းစားဆင်ခြင်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလို့သလိုယနေ့အလူတိုင်းကာမကြီးဒေါ်လာရှိတော်ဒီကလည်းသူတို့လည်းပဲကိုယ်ပိုင်ဉာဏ်ကလေးတဲ့နော်စိတ်ချင်းပြီးတဲ့ကာလအိုးနော်ငါတို့ဒီကလေးပိုင်ဆိုင်ထားပါတယ်ဆိုတဲ့စီးစိမ်ဩဇာကြီးတွေဟာတကယ်ကိုယ်မပိုင်ပါလားဆိုတော့မသိရပါလားသိရပါလားတခြားဆိုတာသိရပါလားဘိုးဆိုင်ဆိုတာသိရပါလားအေးအဲ့ဒီလိုဘိုးဆိုင်ဆိုတာသိရတဲ့ကာလဘိုးဆိုင်ဆိုတာကိုလည်းဆိုင်တယ်ဟောအပြားလည်းဆိုင်တယ်ဆိုတော့တကယ်ကိုယ်ပိုင်စစ်ဟိုရဲ့လားမဟုတ်ဘူးအဲ့ဒါကြောင့်ဘုံဆိုင်ထဲကနေပြီးတော့ကိုယ်ပိုင်ဥစ္စာကိုရှာရမယ်တဲ့ဟုတ်ရဲ့လားကိုယ်ပိုင်ဥစ္စာကိုရှာမယ်ဆိုတော့တရားတွေ့တာလားဒါနကုသိုလ်ကိုတွေ့တာလားတရားတွေ့တာလားသီလကုသိုလ်ကိုတွေ့တာလားတရားတွေ့တာလားဘာဝနာကုသိုလ်ကိုတွေ့တာလားအဲ့ဒါကကိုယ်ပိုင်ဥစ္စာကိုယ်တိုင်ရှာမှရပါတဲ့ဟုတ်ရဲ့လားသူများရှာပေးလို့ရနိုင်ရဲ့လားမရဘူးကိုယ်တိုင်ရှာမှရမယ်ခုနကဒကာမကြီးမှာစီးသေးရှိနေတယ်ချမ်းသာနေတယ်ဆိုတာကကိုယ်မရှာလဲပဲကိုယ့်ရဲ့သားတွေသမီးတွေရှာပေးလို့မရဘူးလားရတယ်အခုကိုယ်ပိုင်ဥစ္စာကြတော့သားတွေသမီးတွေရှာပေးလို့မရဘူးတဲ့ကိုယ်တိုင်ရှာမှရတယ်ဟုတ်ရဲ့လားကိုယ်တိုင်ရှာမှရတယ်အဲ့ဒါကြောင့်ကိုယ်တိုင်ကာယကံမြောက်နော်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နေတယ်ဆိုတော့အဲ့ဒါကိုယ်တိုင်ရှာနေတာကိုယ်ပိုင်ဥစ္စာတွေ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့သူတော်ဘာလို့ရဲ့ဒီခန္ဓာနဲ့ဒီအသက်ဒီခန္ဓာ
တိုင်းပဲလေတနေ့နေ့တရွေ့ရွေ့လေပြိုလာတာလားအိုလာတာလားအိုလာတယ်အိုရကနေပြီးတော့နာလာတယ်နာရကနေပြီးတော့အသေးပဲကိုဥတည်သွားမယ်အဲ့ဒါတခြားရဲ့လမ်းစဉ်လားခန္ဓာရဲ့လမ်းစဉ်လားဒါဆိုခန္ဓာကသူ့အလုပ်ကိုလုပ်ပြီးတော့မနေတာလားနေတာလားခန္ဓာကသူ့လမ်းစဉ်သူ့အလုပ်ကိုလုပ်ပြီးတော့နေတယ်လို့ဦးဇင်းတို့သူတော်ကောင်းတို့ကကိုယ်အလုပ်ကိုမလုပ်ရပါလားလုပ်ရပါလားလုပ်ရမယ်ဒါဆိုရင်လိုက်ပြီးတော့ဆိုလိုက်ကြည့်ပါခန္ဓာရလားအိုရမှာအဲ့ဒါသူ့အလုပ်ပါခန္ဓာရလားနာရမှာအဲ့ဒါသူ့အလုပ်ပါခန္ဓာရလားသိရမှာအဲ့ဒါသူ့အလုပ်ပါကဲခန္ဓာကြီးကတော့သူ့အလုပ်ကိုသူလိုပြီးတော့နေတဲ့အခါဦးဇင်းတို့သူတော်ကောင်းတို့ကကိုယ့်အလုပ်ကိုမလို့ရပါလားလို့ရပါလားကဲလို့မယ်ဆိုရင်လည်းပြီးတော့ဆိုပါဒါနာပြုကနေရမှာအဲ့ဒါကိုယ်အလုပ်ပါသီလဆောက်ကနေရမှာအဲ့ဒါကိုယ်အလုပ်ပါဘာဝနာပွားကနေရမှာအဲ့ဒါကိုယ်အလုပ်ပါအဲ့ဒီလိုသူတော်ကောင်းတို့ကကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်ကိုယ်တော်စင်ကြယ်ပြီးတော့မှခန္ဓာကြီးကလည်းခန္ဓာလို့လို့သွားတယ်လို့ကိုယ်ကလည်းပဲကိုယ့်အလုပ်ကိုလို့မှစင်ကြယ်မယ်လို့တွေးပြီးတဲ့ကာလဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုမလိုပဲနဲ့နေရပါလားလို့ဖို့လို့ရပါလားဘာဖြစ်လို့လို့ရမှာလဲဆိုတော့ကိုယ်ပိုင်ဥစ္စာဖြစ်လို့ပါဘာဖြစ်လို့လဲကိုယ်ပိုင်ဥစ္စာဖြစ်မှာတော့ကိုယ်နောက်ကိုမပါမလားပါမလားဒါကြောင့်ဒီနေ့ဟောတဲ့တရားကဘာလဲလဲကိုယ်ပိုင်ဥစ္စာကိုယ်နောက်ပါကိုယ်နောက်ကိုမပါကြည့်ကြဘူးလားပါကြည့်တယ်ဆိုရင်တခြားရှာရမှာလားကိုယ်ပိုင်ဥစ္စာရှာရမှာလားကဲအများကြီးဦးဇင်းတို့သူတော်ကောင်းတို့ရှာနေတာကနော်ဘုံဆိုင်ဥစ္စာတွေပဲမများဘူးလားတနေ့နေ့မတဲ့မိုးလင်းပြည့်စင်လုံးပွင့်လိုက်တာနဲ့အိုးစီပွားရေးကြီးပွားရေးသားရေးသမီးရေးစရှိသည်ဖြင့်ရှာပြီးတော့မနေတာလားနေတာလားနေရတယ်တဲ့လောကကြီးထဲမှာနေရတဲ့အခါကျတော့လောကအိုးရှာရေးပွင့်ရေးလည်းပဲလိုပြီးတော့နေရတယ်ဒါပေမဲ့လည်းပဲတဲ့အဲ့ဒီလိုရှာရေးပွင့်ရေးနဲ့ခန္ဓာကြီးကတော့ဒီအတိုင်းမနေဘူးတဲ့နေပါလားမနေဘူးတဲ့ခန္ဓာကြီးကစက္ကန့်နာရီမိနစ်တရွေ့ရွေ့နဲ့အသေးပဲကိုဥတည်နေတယ်ဒါကြောင့်ပညာရှိတွေကသုံးပါတယ်နာရီစက္ကန့်ရွေ့ရွေ့ရှာလူသားတွေကအိုရာသွားနာရီမိနစ်စက္ကန့်တွေကတရွေ့ရွေ့နဲ့သွားနေတယ်လို့လူသားတွေကလည်းပဲပြိုရာကနေပြီးတော့ဘယ်ဘက်ကိုသွားနေအိုဘက်ကိုသွားနေတယ်နာရီစက္ကန့်ရွေ့ရွေ့ရှာလူသားတွေကအိုရာသွားရွေရှာကာလကြာတော့အခါယာနီရဲ့လာနေကြလူတွေမှာအိုရာကဒေကြီးပစ္စည်းရာနိုင်ညောပြတန်ဝေကတကယ်တန်ဝေကယူမယ်ဆိုရင်တဲ့ကိုယ်အိမ်မှာချစ်ဆွဲထားတဲ့နိုင်လေးကိုကြည့်ပြီးလဲပဲတန်ဝေကယူလို့မရတာလားရတာလားโอ้นายีကြီးကစက္ကန့်လက်တာမိနစ်စာရင်းကြီးတည်းရွေ့တည်းရွေ့ပြီးတော့သွားနေတယ်လို့တဲ့ငါတို့ခန္ဓာကြီးကလည်းအပြိုကနေလို့ဟိုလာတယ်ဟိုကနေလို့နာကနေလို့သိသွားမယ်လို့အဲ့ဒီလိုဟိုနာတဲ့ဘုံတရားတွေကိုကြည့်တဲ့ကာလတန်ဝေကမြင်နေမယူရပါလားယူရပါလား
ယူရမယ်အဲ့ဒါကသံဃာကဉာဏ်လေးယူပြီးတဲ့ခါလာဟိုငါတို့ရှာဖွေထားတဲ့စီးစိမ်ဥစ္စာကြီးတွေဆိုတာကတကယ်ငါတို့သိရင်ယူသွားလို့ကိုမှမရပဲလို့မသိရပါလားသိရပါလားသိရမယ်သူတော်ကောင်းတွေကသုံးပါတော်မူတဲ့မနေရလို့သိရတော့တဲ့အခါကိုယ်တော်ကိုကပါမြမယ်ပါပြည့်စည်စုစုတဲ့ကိုယ်မဲ့ပါကိုပြုညာကံညာကိုယ်တော်ပါသေဖို့တရားပါလားကဲနေပါပါလားကဲနဲ့ပါမယ်တဲ့ဒါကြောင့်သူတော်ကောင်းတို့သိကြီးတဲ့လောဘတွေကြီးမနေတဲ့ဒေါသတွေကြီးမနေတဲ့မောဟတွေကြီးမနေတဲ့တဲ့ဟုတ်ရဲ့လားအသေးတွေကကြီးလာပြီတဲ့အသေးတွေကြီးလာပြီးတော့လောဘတွေကြီးနေအောင်မယ်ဒေါသတွေကြီးနေအောင်မယ်မောဟတွေကြီးနေအောင်မယ်ဆိုရင်အဲ့ဒီကြီးခြင်းကတန်ဖိုးမရှိပါဘူးတဲ့ဟုတ်ရဲ့လားဒါကြောင့်အသေးတွေကြီးလာတယ်လို့တန်ဖိုးရှိအောင်ဘယ်လိုနေရမလဲလောဘနဲ့အောင်နေရမယ်ဒေါသနဲ့အောင်နေရမယ်မောဟနဲ့အောင်နေရမယ်မာနနဲ့အောင်နေရမယ်မိစ္ဆရိယနဲ့အောင်နေရမယ်ဣဒ္ဓတရားတွေနဲ့အောင်နေရမယ်တဲ့ဟုတ်ရဲ့လားအဲ့တော့ကိုယ်ဒီကိုယ်တော်ကိုပါမဲ့ထုတ်ကလေးတွေကိုယူသွားရမယ်ဟုတ်ရဲ့လားကဲထုတ်ကလေးတပြင်းပြင်းကိုယ်တော်ပါမဲ့တင်သူတော်ဘာလို့ရတယ်လေဆိုပြီးတော့အထုတ်ကလေးတပြင်းပြင်းကိုယ်တော်ပါမဲ့တင်အထိုးရှိပေလို့သွားဘာလဲကြံတဲ့လူတွေဝေလို့စာအထိုးရှိမှအလေကဘာတခုမှပါမယ်ကွာသေရကြတော့အပေလာနေရဖို့အခက်လားသူတို့ကဖုန်းထဲမှာလိုက်ပေါ်မှာနော်အမြဲတမ်းနောက်ထောင်ရရတယ်လေနောက်ထောင်ဘူးလားခဏလေးကတော့ပြီးကိုပေးလိုက်ပါမယ်တချင်းမှာဘုံပဲကိုဟုတ်ရဲ့ပါကဲတော့လိုက်ဆိုကြည့်ပါအထုကလေးတပြင်းပြင်းကိုနောက်ပါမယ်ထေအထုရှိသေးလို့သွားကျန်တဲ့သူတွေဝေလို့သာအထိုးရှိမှအလေကဘာတခုမှပါမယ်သွားသေရကြတော့အပေလာနိဗ္ဗာန်ရောက်ဖို့အခက်သာအေးဒါလေးတွေကသူတော်ကောင်းတို့စဉ်းစားကြည့်သာဝေကရောက်အောင်သုံးပါတော်မူတဲ့ဓမ္မကဗျာလေးတွေပဲဟုတ်ရဲ့လားဟုတ်ဒါလေးကိုတော့ထောက်ပြီးတော့ဟိုဉာဏ်ရှိတဲ့လောက်ကိုဟုတ်တယ်ဟိဟိုသေငါတို့ကိုဘာမှမပါဘူးဟိဟုတ်အေးဘာမှမပါတဲ့အတွက်ငါအလည်းကားပဲဒါကြောင့်ငါသေငါတို့ကိုပါမယ်ကုသိုလ်ကောင်းမှုလေးတွေကိုယူမဖြစ်ပဲဟုတ်ရဲ့လားအဲ့လိုမှမဟုတ်ရင်ကုသိုလ်ကောင်းမှုနဲ့ပါရင်ပယ်လဲရောက်အောင်မယ်နိဗ္ဗာန်နဲ့လည်းဝေအောင်မယ်လို့မသိရပါလားသိရပါလားအေးဒါကြောင့်သူတော်ကောင်းတို့ကိုယ်ဒီကိုယ်တော်ကိုပါနိုင်တဲ့ကိုယ်ပိုင်ဥစ္စာကလေးတွေကိုများများပါနိုင်အောင်ယူရမယ်ဟုတ်ရဲ့လားဒါကြောင့်ဒီကနေ့အလို့တိုင်းကမာရေးတော်လားရှင်ပြီးလာတဲ့သူတို့တွေနော်ကိုယ်သိကိုယ်တော်ကိုအမှန်တကယ်ပါနိုင်တဲ့ကုသိုလ်ရေးခါကုသိုလ်ဥစ္စာတွေကိုဒီကနေ့ကမာကြီးဖုံးယူနေပါလေလို့ဝမ်းကြောင်ဝမ်းသာမဖြစ်ရပါလားဖြစ်ရပါလားဖြစ်ရမယ်။အိုးငါရဲ့ဒီနေ့ပဲကြာပါရနာလေးတတိယရနာလေးညီရနာလေးညီရနာလေးကိုရှေပါပရိကရာဆိုလေးဆိုတဲ့မြတ်ဗုဒ္ဓသာသနာပေါ်သို့တောင်းဝင်ကြည့်ရင်ဒီတဲ့ကာလသာသနာဂါယေသာသာသနာမွေဆိုတဲ့မွေခံထူးကြီးကိုလည်းငါရယူလိုက်ပါလိလို့တက္ကမကြီးဝမ်းကြောင်းမှာမဖြစ်ရပါလားဖြစ်ရပါလားဖြစ်ရပဲတဲ့
ဒီလိုသာသနာအမွေဆိုတာကတော့ယူဖို့ခဲရည်တယ်တဲ့ခဲရည်ဘူးလားခဲရည်ပါတဲ့သူတို့ကအမြဲတမ်းကြားနေကြရေမောရှိတော်လေးတာရေကမောရှိတော်လေးတာစေတီမောရှိတော်လေးတာဇေယျတဲ့သောရှိတော်လေးတောင်သာရှိနေတဲ့လူတန်းခဲ့ဖို့တဲ့တိရိဓမ္မဩဘာမင်းကြီးဆိုတော့မရှိဘူးလားရှိတယ်အဲ့ဒီတိရိဓမ္မဩဘာမင်းကြီးတော့ဒီလောက်ကုသိုလ်တွေရပါလျက်နဲ့သာသနာအမွေမရဘူးလေဟုတ်ရဲ့လားဘာကြောင့်မရတာတော့လို့မေးရင်ရှင်ပြုယဟန်ခံမပြုလို့ဟုတ်ရဲ့လားရှင်ပြုယဟန်ခံမပြုတဲ့အခါကျတော့သိမင်းကြီးသိမှာသားမရှိဘူးလားရှိတယ်ဗျာသိမှာသမီးမရှိဘူးလားရှိတယ်ဗျာဟုတ်ဒါဆိုရင်သားရဲ့သမီးတွေကိုသာသနာပေါ်တော်ဘုရားကြီးတော်တရားဖြင့်ရှင်ပြုပေးလိုက်ဒီလားရှင်ပြုပေးလိုက်ဒါဆိုရင်သိမင်းကြီးသာသနာအမွေရလိမ့်မယ်လို့အရှိမဟာမောဂလီပုတ္တတိတာမတေညာကြီးပါလေပြီးတော့သုံးပါလို့မမူဘူးလားသုံးပါလို့လေဒါကြောင့်သာသနာအမွေဆိုတာရခဲ့တယ်တဲ့မြေလုံးသောမြမဘုဒ္ဓိစုဘုံဤစီအသေးသေးကိုတန်တော်အားလူတန်းပါလေသာသနာမွေခံယူပေသည်မျိုးဆွေတကားမဖြစ်ပါသေးဘာလို့လဲဆိုတော့စီးတယ်ဥစ္စာကြီးဟောလူကြီးကနေပြီးတော့မြမပြည်ထိပို့လိုက်နေတယ်တဲ့ဟုတ်ရဲ့လားအဲ့ဒါကြီးကိုတဲ့ခါတဲ့သာသနာမှာကြီးညိုလုံးလို့တရားတရားတွေထက်တန်လုံးလို့အပေါ်လို့လူတယ်ပေါ့ဗျာဟုတ်ရဲ့လားဒါပေမဲ့အဲ့လိုလူပေမဲ့လည်းပဲသာသနာအမွေခံယူပေသည်မျိုးဆွေတကမဖြစ်ပါသေးတဲ့ဟုတ်ရဲ့လားချမ်းသာစင်ရဲ့စုကြိုးပွဲလေဆွေရတဲ့ဒါယကာသေးသေချာသာသမီရှုမဲ့ကြီးကိုသောတိသာသနာအချင်းပြနိုင်ကောင်းစွာပုံသွင်းရှင်ပဲစေဟုအလေးရောက်အောင်ချီးမြှောက်ဆောင်မှာမိခံပါရမေမြတ်စေတေရှစ်ထွေသာသနာမွေကံလာသည်ရှစ်ထွေသာသနာမွေကံလာသည်သာသနာမွေအစိတ်ဖြစ်ပေလို့အရှင်မောဂလိပုတ္တတေသာမထေမြတ်ကနေပြီးတော့သုံးပါတော်မူတယ်နော်ဒါကြောင့်ဒီကနေ့အဲ့ဒီလိုနီလန်းစေကိုနမူနာယူပြီးတဲ့ကာလဒီကနေ့အလုဒ္ဒယကာမဂိတောလရှင်ပြီးသားတဲ့သုလိုတွေလည်းပဲရှင်ညုယံကံသူတော်ဝေဒီကိုပြုလို့ပြီးတော့နေပါလေနောက်ပြီးတော့ဘုရားဘုရားသံဃာတော်ရှင်များပေါင်းပါလည်းပဲမောမြတ်သောစွာသောသွမ်းကဲပွဲဘုရားကျူကြီးရတာပြတာတွေကိုဆက်ကလူကံပြီးတော့နေပါလေလူအဲ့တဲ့ပရိသတ်ပေါင်းတော်အားလည်းပဲထမင်းမို့လည်းပဲဤစာရည်တော်ကျွေးမွေးဝရလေးကိုအဲ့ခံကျွေးမွေးပြီးတော့နေပါလေတဲ့ဒါတွေကတရားကုသိုလ်လားဒါနကုသိုလ်လားဒါနကုသိုလ်အခုလိုတရားနာယူတဲ့အခါမှာရှင်ဘုရားသာသနာကိုသီလတွေပဲစောင့်တည်ဘူးလားစောင့်တည်ပြီးတော့လိုချိုနဲ့စောင့်ထိန်နိုင်တယ်ဆိုရင်အဲ့ဒါတရားကုသိုလ်ရမှာလားသီလကုသိုလ်ရမှာလားအေးသီလစောင့်တည်ပြီးတော့အခုလိုအနုမောဒနာတရားတွေကိုနာကြားတယ်မှတ်သားတယ်နာယူတယ်ကြီးညိုတယ်ဆိုတာကတရားကုသိုလ်လားဘာဝနာကုသိုလ်လားအေးအဲ့ဒါကြောင့်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစိုးရလေးကုသိုလ်များစွာတွေကိုဒီကနေ့တက္ကမတိပြုလို့နိုင်ရပါပြီလို့ဝမ်းမြောက်ဝမ်းသာစွာဖြစ်အဲ့ဒါကြောင့်ရှင်ပညာရှင်တို့ကောင်းတွေကကုသိုလ်ပြုပြီးတဲ့အခါမှာဘယ်လိုဝမ်းမြောက်ဝမ်းသာဖြစ်ကြတာတို့လို့ဆိုရင်အဟောတမေလာဘာဗုဒ္ဓသာသနာနေရမန္တန်ပုံညာဘယ်သူတန်းတဲ့အဟောဝတ္တမေလာဘာအိုးအိုဝဲကောင်းလေးစွာတကားငါသည်အဝဲရှိပြသာသနာတော်ဉာဏ်ကြီးကိုအမေပြုပြီးတော့မှ
ယခုလိုမျိုးရောက်ခဲ့လာစွာသောသာသနာအမွေနှင့်တကွာကုသိုလ်ကောင်းမှုထူးကြီးကိုငါစီကိုလိုက်ရပါပြီစီကိုအားထုတ်ပြီးတော့နေပါပြီလို့အလူရှင်ကိုယ်တိုင်ကိုကြဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်တဲ့ဟောရဲ့လားဒါကြောင့်ဒီကနေ့ဒီကိုချုပ်အနေအားဖြင့်တဲ့အလုတိုင်းကာမကြီးဒေါ်လာရှင်မိသားတဲ့သူတို့ရဲ့ရဟန်းကရှင်ယူဘောသူတော်ဘောသီလရှင်ယောဂီဝောအလုတော်မင်္ဂလာပွဲကြီးမှာကိုယ်ပိုင်ဥစ္စာကိုယ်နောင်ပါဆိုတဲ့တရားတော်ကိုဟောကြားကြီးမြင့်သောအနေအားဖြင့်သူတော်ကောင်းတို့လည်းပဲကောင်းမွန်ရိုသေစွာနာယုမှန်သာလိုက်ကြရပါပြီနာယုမှန်သာတဲ့အတိုင်းလည်းပဲကိုယ်တိုင်ကိုယ်ကြဉာဏ်တဲ့ဒီသိနိုင်ကြပါစေပြီးတဲ့အတိုင်းလည်းပဲဘဝမှာလက်တွေ့ကြကြည်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကြည်ကြံကြိုးကိုအားထုတ်လို့လည်းပဲဒုက္ခခံသေးချုံရရမှန်မြတ်နိဗ္ဗာန်ကိုဘဝတော်တို့ဖြင့်မျက်မှောက်တွေပြုနိုင်ကြပါစေသာရဲ့လို့ပါထနာအောင်စုပြုလိုက်ကြကိုရသည်